81နှစ်တာခရီးလမ်းမှာမေတ္တာကတမဏိသစ္စာကအနန္တအမောင်ဆုံးညတွေမှာတော့အမေပြုံးကပြည်သူအတွက်အလင်းရောင်ဖြစ်ခဲ့တယ်။လက်ထိတ်ခတ်ထားလဲနှလုံးသားကိုမချုံနှောင်နိုင်အချင်းချထားလဲအမှန်တရားကမတုံ့လုံနိုင်ဒီနေ့ကြားရောက်တဲ့မွေးနေ့ရက်မြတ်မှာပြည်သူမေတ္တာတွေနဲ့အမေကိုကာဝရပြုဆုတောင်းလိုက်ပါရဲ့ရနံ့မပြတ်တဲ့နှင်းစီအညံ့မခံတဲ့နှင်းစီကျမ်းမာစွာအမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေအမေဒေါအောင်ဆန်းစုကြည်မိုးတက်တဲ့ဒီနေ့မေဒေါအောင်ဆန်းစုကြည်ရဲ့82နှစ်ပြည့်မွေးနေ့အတွက်ကိုဟိုင်မောကရှုံးမပေးနဲ့မိငယ်ကြီးဆိုရဲတချင်လေးနဲ့မွေးနေ့လက်ဆောင်ဖြစ်စတောင်းကာရဖြစ်လိုက်ပါတယ်ရှုံး